အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့မှာတော့ကျွန်တော်က AC စနစ်နဲ့ပတ်သက်ပြီး diagnostic testing အကြောင်းကိုကျွန်တော်နည်းငယ်မျှဝေပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်အဓိကနှစ်ပိုင်းခွဲပြီးတော့တင်ပြပေးမှာဖြစ်တယ်ပထမတစ်ပိုင်းကတော့ကျွန်တော်ဒီ ABC pre-test ပေါ့နော် ABC ကလေးနဲ့ပတ်သက်လို့ကျွန်တော် pre-test လုပ်ရတဲ့စင်တွေလုပ်ရတဲ့အကြောင်းအရာတွေနော်အဲ့ဒါရေနောက်တစ်ခုကတော့ဒီ level 2 to above ပေါ့နော်အဲ့ကလေးတွေကိုကျွန်တော်တို့ဒီ diagnostic test လုပ်ရတဲ့အကြောင်းအရာတွေကိုကျွန်တော်ဖော်ပြပေးမှာဖြစ်ပါတယ်placing a student in the level he can best perform ဆိုတော့ကျွန်တော်တို့ဒီ diagnostic test အကြောင်းကိုပြောတဲ့အခါမှာဘာကြောင့်မလို့ကျွန်တော် diagnostic test လုပ်ရတယ်လဲဆိုတော့ကျွန်တော်တို့အရေးကြီးပါတယ်ဒီအကြောင်းအရာကိုကျွန်တော်တို့သိရှိဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ကအကြောင်းသားတစ်ယောက်ကိုဒီ learning center ထဲထည့်တဲ့အခါမှာသူကဘယ် level မှာသူအကောင်းဆုံးလှုပ်ဆောင်နိုင်တယ်လဲဆိုတာကိုသိရှိဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က diagnostic test ကိုအရင်လုပ်ရခြင်းဖြစ်ပါတယ်ဆိုတော့အကိမ်းမြ diagnostic test မလုပ်ခင်သူဘယ်လိုမျိုးအခြေအနေနဲ့ကြုံတွေ့နိုင်တယ်လဲဆိုတာကျွန်တော်နောက်ပိုင်းမှာနည်းနည်းစီကျွန်တော်ရှင်းပြပြပါမယ်နော်ဆိုတော့ဘာကြောင့်မလို့တေးစိတ်လောက်ရတယ်လဲဆိုတဲ့အကြောင်းအရာတွေလည်းကျွန်တော်တို့အတူတူလေ့လာသွားမယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာတွေဆိုတော့မစခင်မှာကျွန်တော်ဘယ်ကနေစကျင်တယ်လဲဆိုလို့ရှင်းတော့ဒီ classroom view လေးကနေကျွန်တော်စကျင်ပါဆိုတော့ဒါအားလုံးမြင်တဲ့အတိုင်းပေါ့နော်ဒီမှာကားတစ်စီးကျွန်တော်တို့ဒါရိုးရှင်းရှင်းနဲ့ပေါ့နော်မြင်တွေ့ရတာဖြစ်တယ်ဆိုတော့ဒါကားပေါ့နော်ကျွန်တော်ဒါ classroom ရဲ့မြင်တွေ့ရတဲ့ပုံစံပေါ့အဲ့တော့နောက်တစ်မျိုးကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်ဒါကတော့ခုနပုံစံနဲ့မတူတော့ဘူးဒီမှာတပိုင်းတစားစီကျွန်တော်တို့ကဖြုတ်ထားရတယ်ပေါ့နော်ဆိုတော့ဒီကားစိတ်ပိုင်းတွေအားလုံးဖြုတ်ပြီးဒီမှာဖြန့်ချထားတာကိုတွေ့ရလိမ့်မယ်ဒါကိုကြောက်ကျွန်တော်တို့ကဒါဘယ်လိုမြင်ရတဲ့ပုံစံလဲဆိုတော့ individualized view ပေါ့နော်ဆိုတော့ဒီခုနပုံနှစ်ပုံကိုကျွန်တော်တို့ပြန်ပြီးတော့ရှင်းကြည့်ရတဲ့အခါမှာဒီ classroom မှာ overall ကြည့်လိုက်တဲ့ပုံစံနဲ့ဒီတယောက်ချင်းစီကိုကျွန်တော်တို့ကြည့်တဲ့ပုံစံနဲ့မတူပါဘူးဒီနေရာမှာကျွန်တော်ပြောချင်တာကအကြောင်းသားတွေအကြောင်းပေါ့နော်ဆိုတော့ခုနကကားတစ်စီးကိုကျွန်တော်တို့ကကြည့်လိုက်တဲ့အခါမှာအကုန်လုံးပေါ့နော်အလုံးစုံပုံစံမြင်ရမယ်တစ်ခုချင်းစီအစိပ်ပိုင်းတစ်ခုချင်းစီကျွန်တော်တို့ကကြည့်ဖို့လိုပါတယ်ဆိုလိုချင်တာကကျွန်တော်တို့ဒီမှာအစိပ်ပိုင်းတစ်ခုချင်းစီကသူ့ရဲ့လှုပ်ဆောင်ချက်တွေမတူပါဘူးအဲ့တော့ကျွန်တော်ကကျောင်းသားတယောက်ဆိုလို့ချင်းကျောင်းသားတယောက်ပဲလဲပဲဘယ်လောက်စသဖြင့်ကျွန်တော်တို့အဲ့လိုပဲကြည့်လို့မရအောင်သူကဘယ်နေရာတွေမှာဘယ်လိုအားသာချက်ရှိဘယ်လိုအားနည်းချက်ရှိစသဖြင့်ကျွန်တော်တို့ကကြည့်ဖို့လိုဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ဒီကားတစ်စီးမှာရီတိုင်နေရှိတယ်ဆိုတော့ကျွန်တော်တို့ကရီတိုင်နေတဲ့ကိုကျွန်တော်တို့ကဓာတ်စီထည့်ပြီးတော့ဒီကားကိုအလုပ်လုပ်ခိုင်းလို့မရအောင်ထိုနည်းတူပဲကျွန်တော်တို့ကဓာတ်စီတိုင်နေတဲ့ကိုလည်းရီထည့်ပြီးတော့ကျွန်တော်တို့ကကားမောင်းခိုင်းလို့မရအောင်ဒီကားကိုအလုပ်သွားခိုင်းလို့မရအောင်ဆိုလိုချင်တာသူ့စိတ်ပိုင်းတစ်ခုချင်းစီပါသူ့ရဲ့လှုပ်ဆောင်ချက်တွေရှိတယ်အဲ့လိုပဲဒီအစိပ်ပိုင်းတစ်ခုချင်းစီကကျွန်တော်တို့ပျက်စီးတယ်ပြင်ဆင်ရဖို့လိုအပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကင်တွေ့ရတဲ့ပုံစံချင်းတွေကတစ်ခုနဲ့တစ်ခုမတူဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီအရာဝတ္ထုပစ္စည်းတွေရုပ်ဝတ္ထုပစ္စည်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ကဒီလို concept ရှိတယ်တစ်ခုချင်းစီကျွန်တော်တို့ကလုံးလေးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကလူတွေနဲ့အကြောင်းသားတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့ကဒါလေးကိုမေ့တတ်ကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ individualized learning လုပ်တဲ့ပုံစံနဲ့ classroom learning လုပ်တဲ့ပုံစံတွေကတော့ကွာခြားချက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ loss of learning number 1လေးကိုကျွန်တော်တို့နည်းနည်းလေ့လာကြည့်အောင် Romans chapter 12 verse 5 to 6မှာဆိုလို့ရှင် so we being many having gifts differing according to the grace that is given to us acknowledges that all pupils are different ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမြန်မာလိုလေးပဲကျွန်တော်မှာတစ်ခါလေးဖတ်လိုက်မယ်နော်ဆိုယောမဩဝါဒစာခန်းကြီး7ခန်းငယ်9ကနေ6ပေါ့နော်ထို့တူအများဖြစ်သောငါတို့သည်ခရစ်တော်၌တကိုယ်တည်းဖြစ်၍အတီးအင်္ဂါချင်းဖြစ်ကြ၏ထို့သို့ပေးတော်မူသောယေရှုတော်တိုင်ငါတို့သည်အတီးအပြားပြားသောစုများကိုခံရသည်ဖြစ်၍တဲ့ဆိုတော့ကျွန်တော်တို့ကခရစ်တော်မှာကျွန်တော်တို့ကနော်အစိတ်ပိုင်းနေဖြစ်တယ်နော်ဘုရားသခင်ပေးသနာတော်မူတဲ့စုကျေးဇူးတွေကိုကျွန်တော်တို့ကအတီးခံရတယ်အဲ့တော့တပည့်တော်တွေကဘာဖြစ်တယ်လဲဆိုလို့ရှိရင်တပည့်တွေအားလုံးကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကွဲပြားတယ်မှန်တယ်အားလုံးကကွဲပြားကြတယ်ဆိုတော့ကျောင်းသားတွေကလည်းသူတို့
ဒါတယောက်နဲ့တယောက်မတူကြအောင်အဲ့တော့ the students must be placed on a level of curriculum where he can best perform ဆိုကျွန်တော်တို့ကဒီကျောင်းသားတွေမတူညီတဲ့ကျောင်းသားတွေကိုသူတို့ level alike အကောင်းဆုံးလှုပ်ဆောင်နိုင်မယ်သင်ရိုးညွှန်းတန်း level တစ်ခုမှာကျွန်တော်တို့ကထားရမယ်ဆိုတာကိုဒါကကျွန်တော်တို့သိပြီးဖြစ်တယ်ဟုတ်ပြီเนาะဆိုတော့ဒါကြောင့်မလို့ပဲကျွန်တော်တို့ကဒီ diagnostic test အကြောင်းပြောပြတာအဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ဆိုတော့ကျွန်တော်တို့ appropriate diagnosis ပေါ့เนาะကျွန်တော်တင်ပြောတဲ့ diagnosis နဲ့ prescription is central to a student's confidence his ability to mastery independently and his progress of the materials ကျွန်တော်တို့ကဒီတင်ပြောတဲ့အစစ်ဆေးမှုနဲ့ဒီလမ်းညွှန်မှုတွေဒီကျောင်းသားတယောက်ရဲ့အောင်မြင်မှုအတွက်အဓိကအရေးကြီးပါတယ်เนาะဘာကြောင့်လဲဆိုတော့ဒီကျောင်းသားတွေကဘာကြောင့်မို့လို့ဒီ learning center ထဲမှာသူတို့တခါလေကြာလို့ရှိရင်စိတ်မတက်မတာဖြစ်တယ်လဲဘာကြောင့်သူတို့စာသင်ရတာမပြောတယ်လဲစာသင်ခန်းထဲမှာဘာကြောင့်မပြောတယ်လဲသူတို့ကြောင်းမလာခြင်းစသဖြင့်ပေါ့နော်သူတို့ဘာလို့အဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာအခက်အခဲရှိတယ်လဲဆိုတာတွေကိုကျွန်တော်တို့ကလိုက်ကြရင်လေ့လာဖို့လိုတယ်စစ်ဆေးဖို့လိုတယ်ပေါ့နော်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့ဒီနိုင်ငံအချို့ပေါ့နော်အထူးသဖြင့်အာရှနိုင်ငံတွေမှာဆိုလို့ရှိရင်ဒီကျောင်းသားတွေပေါ်ပညာရေးဆိုင်ရာဖိအားတွေအများများတယ်အဲ့တော့အာရှနိုင်ငံအများစုမှာဆိုလို့ရှိရင်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လူငယ်တွေကဒီကိုတက်တည်တဲ့နှုန်းကအရင်အောင်မြင့်တယ်ဆိုတော့အဲ့အတွက်ကြောင့်အဲ့ဒီဟာဘာကြောင့်လဲဆိုတော့အကြောင်းရင်းကဒီကျောင်းသားတွေကသူတို့ကိုသူတို့ confidence ကပြောက်ဆိုတော့ဘာဖြစ်လို့လဲဆိုဘာဖြစ်လို့ confidence ပြောက်လဲဆိုသူတို့ရဲ့အရေးချင်းကသူတို့ရောက်နေတဲ့နေရာနဲ့ကိုက်ညီမှုမရှိဘူးဟုတ်ပြီနော်တခါကြောက်ချင်းသူတို့ရှင်ပြိုင်ခံရတယ်စသဖြင့်ပေါ့နော်ဒါတွေကသူတို့ကို confident ပေါ့နော်ကိုယုံကြည်ပြီးတော့ကိုလှုပ်ဆောင်နိုင်ဆိုတော့တခါလေကြောက်လို့ချင်းအဒီယာတွေကဖိအားပေးတယ်ပျောက်ဆုံးသွားစေတယ်နော်အားကြောင့်မို့လို့တယောက်ချင်းစီရဲ့လွတ်လပ်စွာတိုးတက်နိုင်စွမ်းတဲ့သင်ခန်းစာတွေကိုသူတို့ကဒီကျွမ်းကျင်ဖို့ဆိုတဲ့အဆင့်မှာမှန်ကန်တဲ့အနေအထားမှာမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့ကဒီကလေးတွေကိုကျောင်းသားတွေကိုတော့တင်းလျော်မှန်ကန်စွာအကဲဖြတ်စစ်ဆေးရတယ်ဒါမှဒါပဲသူတို့တကယ်အောင်မြင်နိုင်မဲ့သင်ခန်းစာတွေကိုကျွမ်းကျင်နိုင်မဲ့နေရာမှာရှိမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကအခြေခံဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ individualized mastery base ပေါ့နော်ခုနကျွန်တော်ဖော်ပြသွားတဲ့အရာတွေမှာဆိုလို့ရှိရင်ဒီတယောက်ချင်းစီကျွန်တော်တို့က individualized စနစ်စစ်ဆေးဖို့လိုတယ်ပြီးလို့ရှိရင်သူတို့ကိုဒါကျွမ်းကျင်တဲ့အဆင့်ရောက်ဖို့အတွက်ကိုကျွန်တော်တို့ကပံ့ပိုးပေးဖို့လိုတယ်ဒါတွေကကျွန်တော်တို့ဒီ test အတွက်ကိုမဖြစ်မနေကျွန်တော်တို့တည်ထားမယ့်အချက်တွေဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့ဒီ ABC pre-test ကနေကျွန်တော်တို့စပြီးတော့ကြည့်အောင်ဆိုတော့ this test is given to all 5 and 6 years old students who have never been to school or who would be considered kindergarten or first level students to determine readiness to read ပေါ့နော်ကျွန်တော်တို့ဒီမှာကျွန်တော်တို့စိတ်ဝင်စားမှာကဒီ ABC pre-test ကိုကျွန်တော်တို့ကတဦးချင်းစီလုပ်ရမယ်ကျောင်းတစ်ခါမှမတက်ဘူးသေးဘူးဒါမှမဟုတ်ရင်သူငယ်တန်းဒါမှမဟုတ်ပထမဆင့်ကျောင်းသားလို့ကျွန်တော်တို့သတ်မှတ်လို့ရမယ်ဒီ9နှစ်အရွယ်9နှစ်6နှစ်အရွယ်ကျောင်းသားတွေကိုကျွန်တော်တို့သူတို့စာဖတ်ဖို့အတွက်အဆင့်သင့်ဖြစ်ပြီလားဆိုတာကိုဆုံးဖြတ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ pre-test ကသူတို့ကိုပညာရေးအရသူတို့တကယ်စာဖတ်နိုင်တဲ့အဆင့်ရောက်ပြီလားဆိုတာကိုကျွန်တော်တို့ကစစ်ဆေးတဲ့အဆင့်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီထဲမှာဆိုလို့ရှိရင် test 2မျိုးရှိတယ်ဆိုတော့ test A မှာဆိုတော့ကျွန်တော်ဒီ maturity level ပေါ့နော် maturity level ကြတော့သူကဒီပညာရေးဆိုင်ရာအဆင့်ပေါ့ပဲသူရဲ့ဒီရင့်ကျက်မှုပေါ့နော်ဘယ်လောက်ထိသူရင့်ကျက်ပြီးလဲသူတို့ဒါစာဖတ်တတ်ဖို့လုံလောက်တဲ့ရင့်ကျက်မှုမရှိသေးဘူးဆိုလို့ရှိရင်ဒါသူတို့အဆင့်သင့်မဖြစ်သေးဘူးပေါ့နော်အဲ့ခါမှာသူတို့ကိုကျွန်တော်တို့ကစာတွေအတင်းဖတ်ခိုင်းမယ်စာတွေစလုပ်ခိုင်းမယ်ဆိုလို့ရှိရင်သူတို့စပြီးစိတ်ညစ်လာမယ်ဆိုတော့ဒီ test ကကျွန်တော်တို့ဒီ9နှစ်6နှစ်အရွယ်တွေအတွက်အရန်အရေးကြီးတဲ့test တစ်ခုပေါ့နော်ဆိုတော့ဒီ test ကိုကျွန်တော်တို့ကဖြေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ best to administer this test to each student each child individually in 2 or 3 session ကျွန်တော်တို့က session 2ခုဒါမှမဟုတ်3ခုကိုခွဲပြီးတော့ဒါတယောက်ချင်းစီဒါကျွန်တော်တို့စစ်ဆေးဖို့လိုတယ် The assessment is made of social aptitude as well as mental ability ဆိုကျွန်တော်တို့ကဒီကလေးတွေက
သူတို့ social ဘိုင်းကိုဒီ mental ဘိုင်းကိုသူတို့develop ဖြစ်နေသလားဆိုတာကိုပါကျွန်တော်တို့ကဒီ test တွေထဲမှာစစ်ဆေးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအပိုင်းလေးတွေခွဲပြီးတော့လှုပ်ဆောင်မှာဖြစ်လို့သူတို့ကိုဒါဝင်ထုတ်ဝင်ဖို့မဖြစ်စီတော့ပေါ့နော်ကျွန်တော်ဒီမီးဆွဲနေတဲ့လှဲလေးကိုကျွန်တော်မှတ်မိမယ်ထင်တယ်ပေါ့နော်ဆိုတော့တစ်ချိန်မှာတစ်ပိုင်းစီကျွန်တော်တို့ကလှုပ်ဆောင်ဖို့လိုတယ်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်တို့ဒီ test ကိုလှုပ်ဆောင်တဲ့အခါမှာသူတို့ရဲ့ဒီ first language ကအင်္ဂလိပ်စာမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ test ကိုအင်္ဂလိပ်လိုတွားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ maturity level ကိုကျွန်တော်တို့ကရှာတွေ့နိုင်မှာမဟုတ်ဆိုတော့အင်္ဂလိပ်စာကိုအရင်နားမလည်သေးတဲ့ကလေးပေါ့နော် speaking နားမလည်သေးတဲ့ကလေးပြန်ပြီးတော့ interact မလုပ်နိုင်တဲ့ကလေးမျိုးကျွန်တော်တို့ကဒီ test ပေးပြီးတော့အင်္ဂလိပ်လိုပဲဖြေခိုင်းမယ်ဆိုရင်ကျွန်တော်တို့ကဘာလို့ပဲတော့တွေ့မလဲဆိုလို့ရင်သူတို့ရဲ့အင်္ဂလိပ်စာအားနည်းတဲ့အပိုင်းကိုပဲကျွန်တော်တို့ကတွေ့ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီ maturity level စစ်စီရဲ့ test A ဘိုင်းပေါ့နော်ဆိုတော့ test A ဘိုင်းကျွန်တော်တို့ကစစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ရဲ့ first language နဲ့ကျွန်တော်တို့အသုံးပြုပြီးစစ်လို့ရတယ်ဥပမာကျွန်တော်တို့ first language ကမြန်မာလိုဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာလိုကျွန်တော်ပေးပြီးတော့ပြောပြီးတော့ပေါ့နော်ကျွန်တော်တို့စစ်ဆေးလို့ရတယ်ဆိုတော့ကျွန်တော်တို့အဓိကဆုံးဖြတ်မှာတော့ဒီစာဖတ်နိုင်ဖို့အဆင့်သင့်ဖြစ်တဲ့maturity level ဟုတ်လားမဟုတ်တလားဆိုတာကိုတော့ကျွန်တော်တို့စစ်ဆေးဝယ်ဖြစ်တယ်ဆိုတော့ ABC supervisor အနေနဲ့ test တင်မှာဒီ maturity level ဘယ်လိုစစ်တယ်လဲဆိုတာကိုတော့အဲ့ test တင်မှာဖော်ပြထားတယ်ပေါ့နော် instruction ပါပြီးသားဖြစ်တဲ့ကြောင့်အဲ့မှာတော့လေ့လာပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်confidential ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အသေးစိတ်တော့ကျွန်တော်မပြောတော့အဲ့တော့ကျွန်တော်သိထားမှာကျွန်တော်တို့ကသူတို့ရဲ့အင်္ဂလိပ်စာဘာသာစကားစွမ်းရည်ကိုကျွန်တော်စစ်ဆေးတာမဟုတ်ဘူးအဲ့တော့သူတို့ရဲ့ဒီ maturity level ကcomplete ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က test B ကိုဆက်ပြီးတော့စစ်ဆေးလို့ရတယ်ဆိုတော့အခုဒီအကဲဖြတ်မှုအပိုင်းမှာဒီစိတ်ပိုင်းဆိုင်ရာကောဒီ mental ability ကောနောက်ပြီး social aptitude ကောเนาะလူမှုဆက်ဆံရေးစွမ်းရည်ပေါ့เนาะပြောရမယ်ဆိုလို့ရင်လူမှုဆက်ဆံရေးစွမ်းရည်ဆိုတာကဘာလို့ဆိုလိုတာလဲအဲ့ဒါကဒီအခြားသူတွေနဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လိုမျိုးပြုမှုနေထိုင်တယ်လဲပေါ့เนาะသူတို့တင့်တော်တဲ့လေ့ကျင့်မှုတွေရခဲ့သလားဒါမှမဟုတ်သူတို့ကဟိုပါပေါ့စီကံမရှိဘဲနဲ့အဲ့လိုမျိုးလွတ်ထားရတယ်ပေါ့เนาะအဲ့လိုတေချာအုပ်ထိန်မှုမရှိဘဲနဲ့သူတို့လမ်းနှင်းတေချာမလုပ်ခဲ့ရတဲ့ပုံစံမျိုးနဲ့ဖြစ်နေသလားပေါ့เนาะဆိုတော့လူမှုဆက်ဆံရေးစွမ်းရည်နဲ့ပတ်သက်ပြီးဘာမှအဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ဘူးလားဒါတွေကကျွန်တော်တို့ကြည့်ရမယ့် level တွေကတခုပေါ့เนาะဆိုတော့အဲ့တော့ကျွန်တော်ဒီ test နဲ့ပတ်သက်ပြီးတော့ဆရာမတွေဟိုဘယ်လို recommend လုပ်ချင်အနည်းဆုံးကျွန်တော်ကECCD ပေါ့เนาะဒီဆရာမတွေအနည်းဆုံး ECCD ပြီးဖို့တော့လိုအပ်ပါလိမ့်မယ်ပြီးရင်ဒီ child psychology ကိုကောင်းကောင်းနားလည်တဲ့ဆရာမဖြစ်ဖို့လိုအပ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ ABC နဲ့ပတ်သက်လို့ရှိရင်အရင် serious ဖြစ်ပါတယ်ကျွန်တော်ဒီ ACE စနစ်မှာလည်းဒီ ABC program ကအရင်နဲ့မှအရေးကြီးတဲ့program ဖြစ်ပါတယ်ဆိုတော့ early childhood development ကအရင်အရေးကြီးပါတယ်ကျွန်တော်ကဒီကလေးတွေကဒီအသက်ပေါ့နော်ဒီအရှိပိုင်းမှာဒီကလေးတွေကကောင်းကောင်းမွန်မွန်တေချာမလုပ်လာခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်သွားမဲ့အဆင့်တွေမှာဆိုလို့ရှိရင်သူတို့အတွက်အရင်ခက်ခဲများပါတယ်ဥပမာကျွန်တော်ကြားဖြတ် join တဲ့ကလေးတွေပေါ့အဲ့လိုကလေးမျိုးဆိုရင်ကျွန်တော်ကဘာပြန်လုပ်ရလဲ foundation class တွေကျွန်တော်ကပြန်လုပ်ပေးရတယ်ဆိုတော့ foundation class တွေเนาะသူ system တွေ sign တွေဒါတွေကကျွန်တော်တို့ပြန်ပြီးတော့သူတို့ကိုပြန်သင်ပေးရတဲ့အရာတွေပေါ့เนาะဆိုတော့အခြေခံမှာသူတို့အဲ့ဒါတွေမပါလာခဲ့ရင်နောက်ပိုင်းမှာအဲ့လို program တွေပြန်လုပ်ရင်တော့မဟုတ်လို့ရှိရင်သူတို့ကဒီ learning center တွေမှာသူတို့အများကြီးအခက်အခဲရှိတယ်ပေါ့နော်ဒါတွေကကျွန်တော်တို့ဒီလိုအခက်အခဲမျိုးတွေအများကြီးကြုံတွေ့ခဲ့ပြီပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီ ABC program ကလည်းအရန်ထဲမှာအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်နော်ဒီ ACE system မှာဆိုလို့ချင်းဒါ ABC ဆရာမတွေကကျွန်တော်တို့အရန်အားကိုးအားထားတဲ့ဆရာမတွေဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့တကယ်ပဲပေါ့နော်ဒါကျွန်တော်ဒီ test အကြောင်းပြန်ပြောရလို့ရှိရင်တော့သူတို့တကယ်ပဲစာဖတ်တတ်ဖို့အဆင်သင့်ဖြစ်ပြီလားဆိုတော့ကျွန်တော်တို့ကသိရှိဖို့လိုတယ်အဲ့တော့ဒီ test ကိုကျွန်တော်တို့ကစစ်ဆေးတဲ့အခါမှာဒီလက်ခံမှုပေါ့နော် admission to the ABC program မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က test 2မျိုးရှိပါတယ်ဆိုတော့ကျွန်တော် test 2မျိုးပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကစစ်ဆေးရဖြစ်တယ် student who score 100% on test A may proceed to test B students who score below 100% on test A will be prescribed to the kindergarten with AC and Christie program ဆိုတော့ဒီ test A မှာ 100% ရလို့ရှိရင်သူဒီ test B ကိုဆက်သွားလို့ရတယ်ဒါပေမဲ့သူက 100% out ပေါ့နော် test A မှာတင်ပဲ 100% out ရောက်ပြီဆိုလို့ရှိရင်တော့သူက kindergarten with AC and Christie program ကိုသူသွားမှာဖြစ်ပါတယ်
အဲ့တော့ test B ပေါ့နော်ဆက်ပြီးဖြည့်တဲ့အခါ test A pass ဖြစ်လို့ test B ကိုဆက်ဖြည့်တဲ့အခါ student who score below 100% on test B but have passed test A will be placed in the kindergarten program ဆိုတော့ဒီ test B မှာ 80% out ကြတဲ့ကလေးကတော့သူက kindergarten program ကိုပြန်သွားမှာဖြစ်တယ် 80% ကျော်ဖို့လိုအပ်ပါတယ်ဒီ ABC program ကို join ဖို့ဆိုလို့ရှိရင်ဟုတ်ပြီအချင်းချုပ်ပြောလို့ရှိရင်ကလေးက test A မှာ 100% ရတယ်ဆိုလို့ရှိရင်သူက test B ကိုဆက်သွားခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ 100% မရဘဲနဲ့ 100% အောက်ကျတယ်ဆိုလို့ရှိရင်တော့သူက kindergarten program ကိုသွားမှာဖြစ်ပါတယ်အဲ့တော့ test B မှာသူက 80% above ဖြစ်မယ်ဆိုလို့ရှိရင် ABC program ကိုသွားခွင့်ရမှာဖြစ်ပြီးတော့ 80% အောက်ကျမယ်ဆိုလို့ရှိရင်တော့သူက kindergarten program ကိုသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့နောက်ထပ်တစ်ခုကိုကျွန်တော်ဆက်သွားရအောင်ဆိုတော့ဒီမှာတော့ prepare the materials ပေါ့နော်ကျွန်တော်ရှေ့ပိုင်းမှာ ABC pre-test နဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာပြီးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကတော့ဒီ level 2 to above ကလေးတွေကိုပေါ့နော်ကျွန်တော်ဘယ်လိုမျိုးdiagnostic test ပေးရမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်စပြီးမျှဝေသွားဖြစ်ပါတယ် subject specific diagnosis test measure students knowledge and skills in a particular academic discipline ပေါ့နော်ကျွန်တော်ဒီမှာကABC နဲ့မတူတာကတော့ကျွန်တော်တို့ဒီစစ်ဆေးရတဲ့ပုံစံကဒီ level 2ကနေ above ဖြစ်သွားပြီဖြစ်တော့သူတို့ရဲ့ knowledge သူတို့ဘယ်လောက်သိထားတယ်လဲနောက်သူတို့ skill ဘယ်လောက်ရှိတယ်လဲဆိုတာကိုကျွန်တော်တို့ကဒီမှာအသေးစိတ်စစ်ဆေးတာဖြစ်တယ်ပြီးတော့မှကျွန်တော်တို့ဒီသူတို့တကယ်ရတဲ့ level တစ်ခုကိုကျွန်တော်တို့က assign ချပေးရမှာဖြစ်တယ်အဲ့တော့ဒီမှာကtest ၄မျိုးရှိမယ်ပေါ့နော်ပထမတစ်မျိုးကတော့ English test ရှိမယ်ပြီးရင် math ပြီးရင် reading test ရှိမယ်ပြီးရင် word building test ရှိမယ်ပေါ့နော်ဆိုတော့ဒီ၄မျိုးပေါ်အခြေခံပြီးတော့မှကျွန်တော်တို့test စစ်သွားတာဖြစ်တယ်အဲ့တော့ကျွန်တော်ကဒီဟာကို test တစ်ခုချင်းစီကိုကျွန်တော်အသေးစိတ်နည်းနည်းထပ်ပြီးတော့ရှင်းပြပေးပါမယ်ဆိုတော့ English test ကတော့ဒီ diagnostic test ကတော့ဘာကိုအဓိကထားပြီးတော့စစ်ဆေးတာလဲဆိုလို့ရှိရင်တော့သူရဲ့ English grammar ပေါ့နော်သူတို့ English level ဘယ်လောက်ရှိတယ်လဲ grammar ဘယ်လောက်ရထားတယ်လဲဆိုတဲ့ဟာကိုအဓိကစစ်ဆေးတာဖြစ်တယ်နောက်တစ်ခု math ကတော့ math မှာတော့နှစ်ပိုင်းရှိမယ်ပထမ level 1 to 4ကတော့ဒီ basic numeracy ပေါ့နော်ပထမအပိုင်းကတော့ဒီအခြေခံပေါင်းနှုန်းမြောက်စားပေါ့နော်ဒီအဲ့ဒါနဲ့ပတ်သက်ပြီးတော့အခြေခံအဆင့်ပေါ့အဲ့ဒါကိုစစ်ဆေးရဖြစ်တယ်ဒုတိယတစ်ပိုင်းကတော့ဒီ intermediate numeracy ပေါ့နော်ဆိုတော့ level 5 to 8ကတော့သူတို့ဒီအလယ်လက်သင်္ချာသူတို့ကျွမ်းကျင်မှုအဆင့်ပေါ့နော်အဲ့ဒါကိုစစ်ဆေးရဖြစ်တယ်ဒီမှာလည်းကျွန်တော်တို့မတူညီတဲ့မေးခွန်းတွေရှိရဲသူ level အလိုက်ကိုကျွန်တော်တို့ပြန်မေးသွားတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒီ social studies and science ပေါ့နော်ဒါကတော့ကျွန်တော် reading မှာ reading test လုပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော် social studies နဲ့ science ကိုဘယ် level မှာစပြီးလုပ်ရမလဲဆိုတာကိုကျွန်တော်တို့တခါတည်းစစ်ဆေးတာဖြစ်တယ်ဆိုတော့အဲ့မှာဒီ literature and creative writing ပေါ့နော်အဲ့ဒီ subject လည်းရှိပါတယ်ဆိုတော့ဒီမှာကကျွန်တော်တို့စိတ်ဝင်စားကြကောင်းတဲ့အချက်တစ်ခုရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီ reading test အကြောင်းတွေပြောတဲ့အခါဆိုလို့ရှိရင်ကျွန်တော်ကဒါစာဖတ်တဲ့စွမ်းရည်ပေါ့နော်ဒါကိုအကဲဖြတ်စစ်ဆေးတယ်လို့ကျွန်တော်ခေါင်းစဉ်တက်ထားပင်ပဲပေါ့နော်ကျွန်တော်ဒါအတွက်တီးခြားစစ်ဆေးမှုမရှိဘူးဆိုလိုချင်တာကကျွန်တော်တို့ဒီ science နဲ့ social study တွေမှာပါတဲ့paragraph တွေပေါ့နော်အဲ့ဒီစာပိုက်တွေကိုကျွန်တော်တို့က reading လုပ်ရင်းကနေပြီးသူတို့ရဲ့ဒီစာဖတ်နိုင်တဲ့စွမ်းရည်သူတို့ရဲ့ comprehension သူတို့နားလည်နိုင်တဲ့နားလည်မှုပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဒီ reading ကနေပဲကျွန်တော်တို့စစ်ဆေးသွားတာဖြစ်တယ်ဟုတ်နော်အဲ့တော့ဒီ reading course အတွက်တီးကြပေါ့နော် course တစ်ခုမရှိဘူးဆိုတော့ကျွန်တော်တို့မှာဒီ science နဲ့ social study အဲ့နှစ်ခုရှိရပါတော့ဒါကစာဖတ်ဖို့အတွက်လုပ်ရတဲ့ subject တွေပဲပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီ vocabularies နဲ့ဒီ language တွေ develop ဖြစ်ဖို့အတွက် reading လုပ်ရတဲ့အရာရှိပါပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့ကဒီ remaster diagnostic test လို့ခေါ်ပါတယ်ဒါက computerized program တစ်ခုပေါ့နော်တည်တံ့ဖန်တီးရတဲ့ AC ကနေတည်တံ့ဖန်တီးရတဲ့ official ဖန်တီးရတဲ့ program တစ်ခုဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် vocabulary comprehension နဲ့သူရဲ့ speed တွေကိုတိုင်းတာပါတယ်ပေါ့နော်ဆိုတော့အပေါ်မှာကျွန်တော်တို့ဒီ reading ကိုဖြည့်ပြီးတဲ့အခါမှာသူရဲ့ test ထွက်လာလိမ့်မယ်
ထွက်လာတဲ့အခါမှာသူတို့ဘယ် level တွေရောက်ပြီလဲဆိုတော့ကိုတခါတည်းဖော်ပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့သူ gap ဖြစ်နေတဲ့ page တွေဆိုလို့ရှိရင်လည်းတခါတည်းအမှကွန်ပျူတာနဲ့ဆင်မယ်ဆိုလို့ရှိရင်တော့တခါတည်းပေါ်ပြီးသားပေါ့နော်ဆိုတော့သူအဲ့ဒီ gap တွေကိုသူအရင်လုပ်ပြီးတော့မှနောက်ထပ် level ကနေသူစပြီးလောက်မှာဖြစ်တယ်ဆိုတော့ literature ကတော့သူရောက်ရှိတဲ့ level ရဲ့ပထမဦးဆုံးစာအုပ်ခန်းနေကျွန်တော်တို့ကအဆိုင်ချပြရမှာဖြစ်တယ်ဥပမာသူက level 2ဆိုလို့ရှိရင်တော့ကျွန်တော်စာအုပ်နံပါတ်ဆက်သွားနေစပြီးအဆိုင်ချမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ remaster ထဲမှာတော့ reading program နဲ့ပတ်သက်လို့ remaster ထဲမှာလည်း diagnostic test ကတော့တီးတန်းရှိပါတယ်ဆိုတော့ဒီ remaster ကိုစတဲ့အချိန်မှာဒီကလေးက diagnostic test ကိုစပြီးတော့ပါဒါပေမဲ့ကျွန်တော်ကတော့ recommend ပေးတာတော့diagnostic test ကိုအစအနေစပြီးတော့လောက်တာတော့ကောင်းတယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီဖြည်းဖြည်းနဲ့အများစုပေါ့နော်ဘာလို့လဲဆိုတော့အထဲမှာဟိုဘယ်လိုပြောမလဲအများကြီးသိအများကြီးပါတာမဟုတ်ဘူးเนาะပြောရလို့ရှိရင်36ပုတ် level တစ်ခုမှာ story 36ပုတ်ပဲပါတာဖြစ်တဲ့ကြောင့်မို့သူကလုံးပြောပါသူလုံရင်းနဲ့ပြီးသွားလို့အမြင်မြန်စစအောင်နေဖြစ်သွားလို့ရပါတော့เนาะဆိုတော့ဒီ reading remaster မှာလည်း level 1ကနေ12အထိပါတယ်ပေါ့เนาะဆိုတော့ဘာဖြစ်လို့ကျွန်တော်တို့ remaster လောက်ရတယ်လဲဆိုလို့ရှိရင်သူတို့ကဒီ high school ကျောင်းသားဖြစ်တယ်ပေါ့เนาะ reading မှာလည်းတော်တော်ကောင်းနေတယ်ဆိုရင်တော့မှဒီ remaster လုပ်လိုက်လို့ရှိရင်ဒါသူတို့ပို့ပြီးတော့ကောင်းလာနိုင်တယ်နောက်ပြီးတော့သူတို့ကကျွန်တော်တို့ကဘာလို့သူတို့ကိုဒီဟာလောက်ခိုင်းတယ်လဲဆိုလို့ရှိရင်သူတို့ကဒီ level 12ပြီးသွားပြီဆိုရင်သူတို့ college join ရမယ် university တွေတွား join ရမှာဖြစ်တယ်အဲ့ဒီအချိန်မှာသူတို့ဘာလုပ်ရမလဲဆိုရင်သူတို့ reading ပဲလုပ်ရမှာသူတို့ self study လုပ်ရမယ်စာတွေအများကြီးဖတ်ရမယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီငယ်တုန်းအရွယ်မှာတခါတည်းဒီ reading ကိုကျွန်တော်တို့က train ပေးလိုက်ခြင်းဖြစ်တယ်ဆိုတော့ computerized system တခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီကလေးတွေတော့ပို့ပြီးကောင်းပို့ပြီးတော့အထောက်အကူပေးတဲ့ program ဖြစ်တယ်ပေါ့နော်ဆိုတော့သူတို့ဒီစာဖတ်အားကောင်းလေနားလည်မှုပိုကောင်းလေသူတို့သင်ယူနေတဲ့နယ်ပယ်မှာသူတို့ပိုအောင်မြင်လာလေဖြစ်တယ်ဆိုတော့ဘာဆိုလိုချင်တယ်ဆိုရင် if you can measure you can improve ဆိုကျွန်တော်တို့ကကိုယ့်ရဲ့ progress ကိုဘယ်လောက်တွားနေတယ်လဲဆိုတာကိုကျွန်တော်တို့မတိုင်းတာနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကတိုးတက်လာမှာမဟုတ်ဆိုတော့ဒါကကျွန်တော်တို့အတွက်အရင်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ဒါကြောင့်မို့ကျွန်တော်တို့ကဒီ remaster ပေါ့နော်အရေးရှင်းကဲဖြတ်စစ်ဆေးမှု diagnostic test ကိုကျွန်တော်တို့ကလုပ်ပြီးတော့မှသူတို့ရဲ့ comprehension နဲ့ speed ပေါ့နော်အဲ့ဒါကိုတိုးတက်အောင်လုပ်ပေးဖို့လိုအပ်တယ်နောက်လည်းဆိုဒီ system ထဲမှာဆိုလို့ရှိရင်သူတို့ work permit နဲ့ပေါ့နော်သူတို့ rate ပါမယ်ပြီးရင်သူတို့ story တစ်ခုပြီးတိုင်းမှာအဲ့ဒီ rate လေးကတက်သွားတယ် rate တက်သွားရင်ဘာဖြစ်သွားမလဲဆိုရင်နောက်ပိုင်းဖတ်တဲ့ paragraph တွေမှာတဖြည်းဖြည်းနဲ့စလုံးကနောက်ကနေပြက်လာစလုံးလိုက်ဖြတ်လာတယ်ကွန်ပျူတာစနစ်ကအလိုလိုဖြတ်ပြီးတယ်အဲ့တော့သူတို့ကမြန်ဖတ်တယ်ဖတ်ပြီးတဲ့အခါမှာလည်းဖတ်ပြီးမပြီးပါဘူးမိကုန်းဖြေရတယ်ဖြေလို့မအောင်ဘူးဆိုလို့ရှိရင်သူတို့ပြန်ဖြေရတယ်အဲ့တော့သူတို့ comprehension နဲ့ speed ကိုဒီမှာ train ပြီးတော့သူတို့များဖတ်လေများဖတ်နိုင်လေသူတို့ရဲ့reading speed ကလည်းတိုးတက်လာလေဖြစ်တယ်ပြီးသူတို့ဖြေပြန်ရတော့သူတို့ရဲ့ comprehension ကလည်းပို့ပြီးတော့တိုးတက်လာမှာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒီ word building ပေါ့နော် word building diagnostic test ကတော့ဒီအဓိကတော့စလုံးပေါင်းပေါ့နော်အခြေခံစလုံးပေါင်းကိုစစ်ဆေးတဲ့ test ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ test တွေနဲ့ပတ်သက်ဒါကတော့ paper test နဲ့ပတ်သက်ပြီးတော့เนาะone test key for each diagnostic test ပေါ့เนาะဆိုတော့each diagnostic test subject ပေါ့เนาะကျွန်တော်တို့ဒီ test key ဘာသာရပ်အတိုင်းအတွက်ပေါ့เนาะကျွန်တော်ဒီ test key ရှိတယ်ပေါ့เนาะဆိုတော့ဒီစစ်ဆေးမှုတစ်ခုမှာကျွန်တော်တို့ကဒီ test နဲ့တွဲပြီးတော့မှကျွန်တော်တို့ကစစ်ဆေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဓိကလိုအပ်တဲ့အရာတွေကတော့ pencil paper ဒီ clean office ပေါ့နော်ကျွန်တော်တို့ခဲတန်းစာရွက်တွေပြီးလို့ရှိရင်တန်းတန်းရှင်းပေါ့ကျွန်တော်တို့အကြောင်းသားတယောက်ကိုကျွန်တော်တို့ကဒီ test ဖြေဖို့ခေါ်လာပြီဆိုလို့ရှိရင်တော့အဲ့ testing area နဲ့ပတ်သက်ပြီးတော့ကျွန်တော် environment ကိုတေချာလေးတော့ပြင်ဆင်ဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဘာတွေtest ပြီးမဲ့ဆရာတွေပေါ့နော်ဒီ administrator တယောက်အနေနဲ့ဘာတွေပြင်ဆင်ထားဖို့လိုတယ်လဲဆိုလို့ရှိရင်တော့ know the history of the child and his starting place in the test ကျွန်တော်တို့ကသူ့ရဲ့ background ပေါ့နော် education history နဲ့ပတ်သက်လို့ကျွန်တော်တို့ကသိရှိဖို့လိုအပ်ပါတယ်။နောက်ပြီးသူစပြီးတော့ဖြေရမယ့်level ပေါ့နော်ဘယ်နေရာနေစပြီးဖြေရမလဲဆိုတာကိုကျွန်တော်တို့ကတီးဖို့လိုတယ်ဆိုတော့ဒါကကျွန်တော်တို့ manual ထဲမှာလည်းဒီ AI နဲ့ပတ်သက်ပြီးကျွန်တော်တို့
ဖတ်ပြီးလောက်ပြီးတော့ထင်ပါပေါ့နော်ဆိုဥမာမူလတန်းကျောင်းသားပေါ့နော် lower level ဆိုလို့ရှိရင်ကျွန်တော်တို့က level 3ခုနောက်ဆုတ်ပြီးတော့မှစစ်ဆေးရမှာဖြစ်တယ်ဒါအနည်းဆုံး level 3ခုပေါ့နော်3 level ကျွန်တော်တို့ကနောက်ဆုတ်ပြီးတော့ကျွန်တော်တို့ဆရာမှာဖြစ်တယ်high school student ဆိုလို့ရှိရင်ကျွန်တော်တို့ကအနည်းဆုံး5 level ပေါ့နော်5 level နောက်ဆုတ်ပြီးတော့စစ်ဆေးရမှာဖြစ်တယ်ဘာဖြစ်လို့ကျွန်တော်တို့ကသူတို့ကိုအဲ့လိုလုပ်ပေးရတယ်လဲဆိုလို့ရှိရင်သူတို့ရဲ့ gap pace တွေပေါ့နော်သူတို့အရင်တော့သူတို့လေ့လာခဲ့တဲ့အရာတွေသူတို့တကယ် foundation ခိုင်ခဲ့လားတကယ်ရခဲ့လားအဲ့ဒီအရာတွေလွတ်နိုင်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့က find out လုပ်ရတာဖြစ်တယ်ဆိုတော့ဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါအလုပ်စဝင်သွားဆိုလို့ရှိရင်နားလည်မှုလွယ်ပေါ့နော်ဆိုတော့စပိုင်းကျွန်တော်လည်း manual ဖတ်ပြင်မဲ့မိဘတွေကိုကျွန်တော်နားလည်အောင်မရှင်းပြနိုင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုစာဖတ်တာတော့တီးတယ်ကလေးတယောက် diagnostic test ဖြေပြီးဆိုလို့ရှိရင် level 3ခုနောက်ဆုတ်ပြီးတော့ဖြေရမယ်ဆိုတော့ကျွန်တော်ကတီးတယ်ဒါပေမဲ့မိဘတွေကဘာဖြစ်လို့သူကလေးကို level 3ခုနောက်ဆုတ်တယ်လဲဘာဖြစ်လို့အတန်းချတယ်လဲပေါ့နော်အတန်းချတယ်ပြောလို့ရင်သူကလေးကlevel 5ရောက်နေပြီ level 5ရောက်နေဘာဖြစ်လို့ level 2ကနေစပြီးဖြေခိုင်းတယ်လဲဆိုတော့ကျွန်တော်စကျင်းတော့ဆိုရင်ကျွန်တော်ကောင်းကောင်းမရှင်းပြနိုင်တော့နည်းနည်း crash ဖြစ်တာမျိုးလေးရှိရပါတော့ဆိုတော့အဓိကမိဘတွေရောဆရာမတွေရောသိရမှာကကျွန်တော်ကသူတို့ gap ဖြစ်ခဲ့တဲ့ဟို pace တွေကိုကျွန်တော်တို့က find out လုပ်ရမှာဆိုတော့ကျွန်တော်တို့ကသူတို့ကို level ချတာမဟုတ်ဘူးသူတို့ဘယ်လိုမျိုး subject တွေမှာသူတို့အားနည်းခဲ့တယ်လဲမေ့သွားတယ်လဲပေါ့နော်သူတို့မရခဲ့ဘူးတယ်လဲဒါတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ဖော်ရတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီ level 2ဆိုလို့ရင် level 3 4ဆိုတာမျိုးအကုန်လုံးကျွန်တော်တို့လောက်ရမှာမဟုတ်ဘူးအဲ့ဒီမှာသူ gap ဖြစ်ခဲ့လောက်တဲ့ pace တွေပဲသူကလောက်ရမှာဖြစ်တယ်ဥမာတင်ချာမှာဆိုရင်သူအပိုင်းကင်းတွေမရခဲ့တာတို့သူအမြောက်တာတွေမရခဲ့တာတို့စားတာတွေမရခဲ့အဲ့လိုဟာမျိုးလောက်ကိုပဲသူကပြန်လောက်မှာဖြစ်တယ်လောက်ပြီးတော့သူဒီနောက်ထပ်သူတကယ်ရောက်ရှိရမယ့် level တစ်ခုကိုသူကဆက်ပြီးလုပ်ခွင့်ရအောင်မှာဖြစ်တယ်ဒါကိုကျွန်တော်တို့ကနားလည်ဖို့လိုတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုက become familiar with the test instructions ဆိုတော့ကျွန်တော်တို့ကဒီ test မှာပါတဲ့ instruction တွေနဲ့ကျွန်တော်တို့ကယင်းကြီးကျွမ်းဝင်မှုလိုတယ်။နောက်ကျွန်တော်တို့ကဒီကျောင်းသားတွေကိုပေးမဲ့ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီးတော့ဒါ instruction တည်ထားဖို့လိုတယ်ပေါ့နော်။ကျွန်တော်ကသူတို့မလာခင်တည်းကကျွန်တော်တို့ဒါတွေကိုသိရှိထားမယ်ပြင်ဆင်ထားမယ်။အဲ့ဒါမှလည်းသူတို့ဒီ test တင်လာလုပ်တဲ့အခါမှာကျွန်တော်တို့ကဒါကောင်းကောင်းပြန်ပြီးတော့ပြောပြနိုင်မယ်ရှင်းပြနိုင်မယ်စသဖြင့်ပေါ့နော်။ကျွန်တော်ပြောနေတာဒီအဖြေကိုပြောတာမဟုတ်ဘူး။သူတို့ဒီမှာဘာတွေဖြေရမလဲဘာတွေလုပ်ရမလဲဘယ်လိုပုံစံမျိုးနဲ့ဖြေရမလဲစသဖြင့်ဒါကျွန်တော်တို့ကိုပြန်ပြီးတော့ကူညီနိုင်မယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့pray for the child and the outcome of the test ဆိုတော့ကျွန်တော်တို့ကဒီ testing လုပ်တဲ့အခါမှာကျွန်တော်တို့ကိုဆူတောင်းပေးဖို့လိုတယ် okay မင်းတို့ဆူတောင်းပေးမယ်နော်ဆိုတာမျိုးကျွန်တော်တို့ကဒီလိုပြောမှမဟုတ်တကယ် okay လာပါငါတို့အတူတူဆူတောင်းရအောင်ဆိုတဲ့ပုံစံကျွန်တော်တကယ်ဆူတောင်းပေးဖို့လိုတယ်ပြီးလို့ရှိရင်လည်းသူတို့ဒီ test ဖြေတဲ့အခါမှာလည်းကျွန်တော်တို့ကသူတို့ပေးနာမှာတောက်လျှောက်ရှိနေဖို့လိုဒါကလုံးဝကွဲပြားမှုတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီရလက်အတွက်ကိုလည်းကျွန်တော်တို့ကဒါဆူတောင်းပေးဖို့လိုတယ်နော်ဆိုတော့ကျွန်တော်တို့ကဒီပြောရုံပဲပြောတာမဟုတ်ဘဲနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တကယ်ဆူတောင်းပေးတဲ့အခါမှာဒီကလေးကလည်းဒါသူ့အတွက်စိတ်သက်သာတစ်ခုရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တေချာဘေးနားမှာရှိပြီးတော့မှသူ့အတွက်လိုအပ်တာကိုကျွန်တော်တို့ကူညီပေးတဲ့အခါမှာလည်းဒါသူ့အတွက်မှန်ကန်တဲ့ result တစ်ခုကိုဖြစ်လာစေတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာရှိတဲ့ instruction တွေလည်းကျွန်တော်တို့ကယင်းဒီကြောင်းဝင်တာကိုအားလုံးနဲ့ဘယ်စာပိုက်တွေဘယ်လိုရှိရဲဘယ်မိကုန်းတွေဘယ်လိုရှိရဲဆိုတာအကုန်လုံးလည်းကျွန်တော်တို့ကယင်းဒီကြောင်းဝင်တာဖို့တော့လိုအပ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ conducive environment ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတင်းတော်တဲ့ပတ်ဝန်းကျင်တစ်ခုကိုနော်ဒီ conducive environment ကိုကျွန်တော်တို့ဘယ်လို prepare လုပ်မလဲပြင်ဆင်မလဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ several student may diagnose at the same time ဆိုတော့ကျွန်တော်တို့ဒီကျောင်းသားအများကြီးကိုကျွန်တော်တို့ကတစ်ချိန်တည်းမှာအကဲဖြတ်စစ်ဆေးတာမျိုးကျွန်တော်တို့လုပ်လို့ရတယ်နောက်တစ်ခုက provide a brief orientation of practical handling of the diagnostic test ပေါ့နော်ကျွန်တော်တို့ဒီစစ်ဆေးမှုတစ်ခုကိုလုပ်တဲ့အခါမှာကျွန်တော်ဘယ် level ကနေကျွန်တော်စလုပ်ရမယ်ဘယ်အဆင့်ကနေစရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကိုတိကျပြောဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်လမ်းညွှန်ချက်တစ်ခုကျွန်တော်တို့ကပေးဖို့လိုတယ်
ဒါဒီဟာဘာဖြစ်လို့ပေးရတယ်လဲဆိုလို့ရှိရင်ဒီ impart an understanding of the purpose and the necessary outcome of the testing ပေါ့နော်ကျွန်တော်တို့ကသူတို့ကိုဒီအချင်းချုပ်လမ်းညွှန်မှုလေးပေးရမယ်နားလည်အောင်ရှင်းပြရမယ်ဘာဖြစ်လို့လဲဆိုလို့ကျွန်တော်တို့ဒီကလေးတွေကသူတို့ဘာကိုလုပ်နေရတယ်လဲဆိုတာသူတို့တည်တည်ချာချာသိမယ်ပေါ့နော်ဆိုတော့ဒီ diagnostic test ကိုဒီတိုင်းလေးပဲလာဖြေလိုက်တာလားရှိရဘာဖြစ်လို့လဲဆိုတော့ဒီကလေးတွေကဒါရလို့ရှိရင်ဖြေဆိုလို့တာဖြေလိုက်တယ်စိတ်ဝင်စားမှုမရှိဘူးပေါ့နော်သူတို့ concentration ပြေးသွားမရှိဘူးစသဖြင့်ကျွန်တော်တို့ဒီလိုအခက်အခဲတွေအများကြီးကြုံရတယ်ဆိုတော့ကျွန်တော်တို့ဒီ diagnostic test ကလေးကစမဖြေခင်မှာကျွန်တော်တို့ကသူတို့ကိုသေချာရှင်းပြဖို့လိုတယ်ငါတို့ဘယ် level ကနေစမယ်နော်ဒါငါတို့သေချာဖြေဖို့လိုတယ်ဒီ level ကဒီ level ပြီးသွားလို့ရှိရင်main တကယ်ရောက်တဲ့ level ကိုငါတို့မှန်မှန်ကန်ကန်နဲ့ assign ချခြင်းတဲ့အတွက်ကြောင့်မို့လို့မင်းကိုဒီမင်းလုံနိုင်တဲ့ level တစ်ခုရောက်ဖို့တော့ငါတို့ကမင်းကိုဒါ diagnostic test ဖြေခိုင်းတာဖြစ်တယ်အဲ့တော့သေချာဖြေရမယ်ပြီးတော့ဒီမင်းကိုတကယ်ခိုင်မာတဲ့ level တစ်ခုမှာရောက်စေခြင်းလို့ဖြစ်တယ်ကောင်းမွန်တဲ့နေရာတစ်ခုမှာထားခြင်းလို့ဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကသေချာသူ့ကိုပြောပြမှာရှင်းပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမှသာကျွန်တော်ဒီ result အမှန်တစ်ခုထွက်မှာပေါ့နော်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီကလေးကိုသေချာမရှင်းပြဘူးဆိုလို့ရှိရင်ကလေးကခိုင်ရင်ဖြည့်ခြင်းလို့ဖြည့်သွားတယ်ဆိုလို့ရှိရင်သူ့အတွက်နစ်နာမှုအများကြီးရှိရပဲအဲ့ကြိုင်ကျွန်တော်တို့ diagnostic test ကိုပြန်ဖြည့်ရတာတော့ပြန်လောရတာမျိုးဖြစ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကဘာလဲဆိုတော့ offer undivided attention by the guided assistant of a watching supervisors ကျွန်တော်တို့ကဒီကလေးကိုကျွန်တော်ဒီတိုင်းထားခဲ့လို့မရဘူးကျွန်တော်ကအမြဲတမ်းကြည့်နေဖို့လိုတယ်နော်ဘာဖြစ်လဲဆိုတော့သူတို့တကယ်လုံနိုင်ရဲ့လားတကယ်စာလုံးနေရလားတကယ်နားလဲရလားကျွန်တော်တို့တောက်လျှောက်ကြည့်နေဖို့လိုတယ်အဲ့လိုကြည့်နေမှာပဲသူတို့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်မြင်ရမှာဖြစ်တယ်ပြီးတော့တစ်ခုခုသူအကူညီလို့ရှင်လဲကျွန်တော်တို့ကပြောပြပေးတာတို့ဖြေပြပေးတာတို့ပေါ့နော်ဖြေပြဆိုအဖြေကိုပြောပြတာမဟုတ်ဒီ instruction ကဘယ်လိုရှိရဲဆိုတဲ့အကြောင်းတို့ကျွန်တော်တို့ကရှင်းပြတာတို့ဒါမျိုးတွေကျွန်တော်တို့ကလုပ်ပြီးလို့ရတယ်နောက်ပြီး put student at ease ကျွန်တော်တို့စိတ်လိမ်ထားဖို့လိုတယ်စိတ်လိမ်နဲ့ okay AC ဖြေလို့ရတယ်နော် AC ဖြေနော်အချိန်ယူလို့ရတယ်နားလည်အောင်ပြန်ဖတ်လို့ရတယ်စသဖြင့်ကျွန်တော်တို့ကသူတို့ကိုအားပေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါမှသာသူတို့အကောင်းဆုံးလှုပ်ဆောင်နိုင်မှာဖြစ်တယ်။ Now start student at an appropriate points in the test ပေါ့နော်ကျွန်တော်တို့ဒီတေးကြတဲ့ level တစ်ခုကနေတိတိကျကျ level တစ်ခုကနေကျွန်တော်တို့ကသူတို့ကိုtest ဖြေခိုင်းမှာဖြစ်တယ်။ဆိုတော့အဲ့ဒါမှပဲသူတို့တက်တောင်းတက်တာနဲ့ဒါသူလွယ်ကူကူနဲ့ဖြေဆိုနိုင်မှာဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကတော့ schedule ရဲ့ time table ပေါ့နော်ကျွန်တော်တို့ဒီအချိန်စရာဆွဲဖို့လိုပါတယ်ဆိုတော့ဒီ over several days ကျွန်တော်တို့ကဒီ diagnostic test ကိုဖြေခိုင်းတဲ့အခါမှာတရက်တည်းအားလုံးကျွန်တော်တို့လုပ်ခိုင်းလို့မရဘူးဒီတရက်တည်းကျွန်တော်တို့ကအပြီးဖြေခိုင်းလိုက်မယ်ဆိုရင်ဒီကလေးတွေအတွက် window မို့ဖြစ်တယ်ပြီးလို့ရှိရင်သူတို့အုံနောက်ကတိတ်ပြီးတော့တက်ကြွမှုမရှိတော့ဘဲနဲ့result ကောင်းကောင်းမရဘူးเนาะသူတို့ကောင်းကောင်းမလုပ်ဆောင်နိုင်တဲ့အခါမှာ result ကောင်းကောင်းမရဘူးเนาะအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒီရက်ပိုင်းလောက်ပေါ့เนาะရက်ပိုင်းလောက်4ရက်လောက်ပေါ့နော်ဆိုတော့တပတ်တော့1ရက်ပုံစံမျိုးနဲ့ကျွန်တော်တို့ခွဲပြီးတော့စီစဉ်နိုင်တော့အကောင်းဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့45 minute blocks of time separated by breaks ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ45 minute ပေါ့နော်45 minute လေးခွဲပြီးတော့ break ပေးပြီးတော့အဲ့လိုမျိုးလုပ်တာလည်းကောင်းတယ်နောက်တစ်ခုကကျတော့ break schedule with other students for interaction outside of testing time ဆိုတော့ကျွန်တော်တို့ဒီအကြောင်းမှာလည်းကျွန်တော် break time လေးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့အဲ့ break time နဲ့ကျွန်တော်တို့ကကိုက်ပြီးတော့မှကျွန်တော်တို့သူတို့အနာပေးတာမျိုးပြီးမှကျွန်တော်တို့ဒီ test ကိုဖြေခိုင်းတာမျိုးလုပ်တယ်ဥပမာဆိုပါဆိုကျွန်တော်တို့45မိနစ်ကျော်ဖြေတယ်ပြီးလို့ရှိရင်15မိနစ် break ပြီးတယ်အဲ့15မိနစ်ရတဲ့ break ဒီကျွန်တော်တို့ဒီ learning center ရဲ့ break time နဲ့တွားပြီးတော့ကိုက်ညီဖို့ကိုက်ရင်တော့ပိုကောင်းတာပေါ့နော်ဆိုတော့ဒီလိုမျိုးအချိန်ရောက်တယ်ဆိုလို့ရှိရင်တော့ဒီကလေးကမလုပ်လို့ရမယ်ဆိုတော့ tour လုပ်လို့ရမယ် tour of the school facilities ပေါ့နော်ကျွန်တော်ဒီအနားယူတဲ့အချိန်မှာလည်းကျွန်တော်ကျောင်းသားတွေအနားယူတဲ့အချိန်လည်းရှိတယ်နိအဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဒီကလေးတွေနဲ့တွားပြီးတော့သူတွားကြည့်လို့ရတယ်တွားလေ့လာလို့ရရပေါ့ learning center သူရှောက်လည်လို့ရမယ်ကျွန်တော်အဲ့အမျိုးလေးလိုက်ပို့ပြီးလို့ရမယ်သူတကယ်ချင်းအစ်စ်တွေအဲ့အချိန်မှာရမယ်ပေါ့နော်ဆိုတော့ဒါတွေကကျွန်တော်တို့ဒီအကောင်းဆုံးတွေကတစ်ခုဖြစ်တယ်အောက်လဲဆိုတော့ဒီကျောင်းသားတွေကဒီမှာလက်ရှိကျောင်းတက်နေတဲ့ကျောင်းသားရ diagnostic test ကိုဖြေပြီးသားဖြစ်လို့သူတို့ကစကားပိုင်းပြောတဲ့အခါမျိုးကြာလို့ရှိရင်သူတို့အတွေ့အကြုံတွေကို
ဒီ break time မှာသူတို့ပြောလို့ရတယ်ပေါ့နော်ဒါသူတို့အတွက်အခွင့်အရေးတစ်ခုရတယ်နောက်ပြီးတော့ဒီ break ကျန်တဲ့ကျောင်းသားတွေလည်း break ယူပြီးတော့စားတဲ့အချိန်စောတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါသူကဒီကျောင်းသားတွေရဲ့လှုပ်ရှားမှုတွာလာမှုတွေကိုသူမြင်ရမယ်ဆိုတော့ကျောင်းထဲပို့ပြီးတော့ဒါရင်းနှီးမှုပိုရတယ်ပေါ့နော်ဆိုတော့ဒီ test ဖြေပြီးရဲ့ပြင်ပမှာဒီ break time မှာသူကတခြားကျောင်းသားတွေနဲ့ဒီအပြန်လည်ဆက်သွယ်တာမျိုးเนาะအပြန်လည်စကားပြောတာတွေသူလောက်ခွင့်ရမယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ကဒီကျောင်းကိုလည်းကျွန်တော်တို့ကလှည့်လည်ပြီးတော့လိုက်ပြပြီးလို့ရတာပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော် clear time of finishing ပေါ့နော်ကျွန်တော်တို့ဒီသူတို့မိဘတွေကျွန်တော်ပြောရမှာကဘယ်အချိန်မှာပြီးမယ်ဆိုတဲ့အကြောင်းအရာပေါ့ဥပမာမနေ့ပိုင်းဖြေလိုက်တယ်ဆိုတော့17နာရီခွဲမှာကျွန်တော်ပြီးမယ်ဆိုလို့ရှိရင် okay 17နာရီခွဲမှာကျွန်တော်တို့စံပွဲဖြေလို့ပြီးပါမယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာကိုလည်းကျွန်တော်မိဘတွေကိုအသိပေးဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်အကယ်၍များသူက17နာရီခွဲမှာကျွန်တော်ပြီးမယ်လို့ online ဖြစ်တာပဲပေါ့နော်ဆုံးဖြတ်တာပဲခန့်မှန်းနိုင်မယ်10နာရီ17နာရီမှာကျွန်တော်ပြီးသွားတယ်ဆိုရင်ဘာလုပ်မလဲအဲ့တော့စောစောပြီးသွားတဲ့ကလေးတွေတော့ကျွန်တော်တို့ဒီ materials လေးတွေကျွန်တော်တို့ပြင်ဆင်ထားဖို့လိုတယ်ဥပမာသူတို့အသက်ငယ်တဲ့ကလေးဆိုလို့ရှိရင်တော့ဒီအယောင်ချေတဲ့စာရွက်တို့နောက်ပြီးတော့သူတို့ကြိုင်းနိုင်လောက်မဲ့စာအုပ်မျိုးတို့ပေါ့နော် my library ကိုတောက်ပို့ပေးရမျိုးတို့စသဖြင့်ပေါ့နော်ဆိုတော့ထပ်တန်းအကြောင်းသားတွေတော့ဥမာ chess ထိုးတာတို့စသဖြင့်ပေါ့သူတို့အတွက်ကျွန်တော်တို့ကသူတို့ဘာတွေစိတ်ဝင်စားနိုင်လောက်လဲဆိုတော့ကျွန်တော်တို့ခံမှန်းမှုလိုတယ်ပြီးတော့သူတို့အတွက်ကျွန်တော်တို့အဲ့လို materials နည်းတွေကျွန်တော်တို့ထားပေးဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ diagnostic test ကို scoring လုပ်ဖို့ပေါ့နော်ဆိုတော့ဒါကတော့ paper test အတွက်ပါဆိုတော့ computer နဲ့ diagnostic test ဖြေရဲဆိုရင်တော့နောက်ပိုင်းမှာတော့ကျွန်တော်အကုန်လုံး computer နဲ့ပဲလုပ်လာကြပါတော့ဆိုတော့ဒါပေမဲ့ဒီမှာတော့ကျွန်တော်ကဒီ paper နဲ့ test လုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရလဲဆိုတဲ့အရာလေးကိုပဲကျွန်တော်နည်းနည်းထည့်ပြီးပြင်ဆင်ပေးရပါတော့ဆိုတော့ကျွန်တော်တို့ red pen သုံးဖို့လိုပါတယ်ဆိုတော့write the numbers of correct answer ပေါ့နော်ကျွန်တော်တို့ဒီမှန်ကန်တဲ့အဖြေကိုကျွန်တော်တို့ကဒီမှတ်သားပေးဖို့လိုတယ်so ဘယ်မှာလဲဆိုရင် circle the page number that has below the minimum score ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ minimum score ရောက်နေတဲ့page တွေဆိုလို့ရှိရင်တော့အဲ့ဒီ page number ကိုကျွန်တော်တို့ကဝိုင်းနာပေးဖို့လိုတယ်ဒါမှသာကျွန်တော်တို့ဒီမှာ8မှတ်ပေးရတယ်ဒါပေမဲ့6မှတ်ပဲရတယ်ဆိုမအောင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီ circle အဲ့ဒီမှာကျွန်တော်ဝိုင်းနာမှာဖြစ်တယ်เนาะ9မှတ်10မှတ်ဆိုရင်တို့အောင်နေဆိုလို့ရှိရင်တော့ဝိုင်းစရာမလိုဘူးเนาะ pass ဖြစ်ပါဘောเนาะဆိုတော့အဲ့ကြမှာဒါကျွန်တော်တို့ကဒီ test ကိုဘယ်လိုသူဘယ်လောက်နဲ့ရတယ်လဲဆိုတော့ကျွန်တော်ကတန်းပြီးတော့ချက်ချင်းပြန်ပြီးတော့မြင်မှာဖြစ်တယ်ပေါ့เนาะအားကြောင့်မို့ကျွန်တော်ကဒီ red band အရေးကြီးပါတယ် red band နဲ့ပဲကျွန်တော်တို့လောက်မှာဖြစ်ပါတယ် so find the test for further diagnostic testing after the student is established ပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီ diagnostic test လုပ်ပြီးတဲ့အခါမှာသူ့ကိုကျွန်တော် fine လုပ်ထားဖို့လိုပါတယ်နောက်ထပ်သူtest တစ်ခုပြီးတိုင်းပေါ့เนาะကျွန်တော်တို့ဒီ fine တွေလုပ်ထားဖို့လိုပါတယ် use the result to identify and prescribe gap pieces and student performance level ဆိုတော့ဒီအောင်မရခဲ့တဲ့page တွေကိုကျွန်တော်တို့ကဒီ gap page တွေပေါ့เนาะအဲ့ဒီ page တွေကိုကျွန်တော်တို့identify လုပ်ဖို့လည်းလိုပါတယ်အဲ့ဒါမှသာကျွန်တော်တို့ဒီသူဘယ်ညမှာ gap ဖြစ်ခဲ့တယ်လဲဆိုတဲ့အရာတွေပြီးတော့မှသူဘယ် level နေစမလဲပေါ့เนาะဒါကတော့အဲ့ဒီ page test တွေမှာကျွန်တော်တို့test အနေနဲ့မှာပေါ့เนาะ test လုပ်တဲ့အချိန်မှာကျွန်တော်တို့ instruction ပါတာပြီးသားပါအဲ့ဒီနေရာမှာကျွန်တော်တို့အမှန်ကြီးလေးတွေเนาะ circle လုပ်တာလေးတွေတေချာလိုက်လုပ်ဖို့လိုပါတယ်ဒီ gap page တွေကိုလည်းကျွန်တော်တေချာစစ်ဆေးဖို့လိုပါတယ်အဲ့ဒါမှသာဒီ gap page တွေကိုသူအရင်လုပ်မယ်ပြီးမှသူတကယ်ရောက်ရမယ်နောက်ဆုံး page မှာသူတိတိကျကျဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီကလေးတွေကိုဒီ learning center ထဲမှာပေါ့နော်ကျွန်တော်တို့စပြီးတော့သူ right level သူမလောက်ရသေးခင်မှာကျွန်တော်တို့ဒီ gap pieces တွေကိုကျွန်တော်တို့ကရတဲ့တပတ်လောက်ပေါ့နော်ကျွန်တော်တို့ပြီးဆုံးအောင်လုပ်ဖို့လိုတယ်အဲ့အတော်တွင်းမှာပဲသူ system တွေနဲ့အသားကျသွားဖို့ပေါ့နော်ကျွန်တော်ဒီ scoring လုပ်တဲ့အရာတို့ learning center routine တို့ဒါတွေကိုကျွန်တော်တို့ကတဖြည်းဖြည်းချင်းဒီ gap piece တွေနဲ့အတူလောက်ခိုင်းသွားလို့ရပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုက recording ပေါ့နော် recording academic prescriptions ကဒီ enter the result on the computerized supervisor progress card ပေါ့နော်ဆိုတော့ဒီ STMS ပေါ့နော် STMS ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့သူရဲ့ gap page တွေသူရဲ့ဒီ level ပေါ့နော်သူလောက်မဲ့ page တွေ numbers တွေကိုကျွန်တော်တို့ကဒီ
ဒီ result တွေကိုကျွန်တော်တို့ကထည့်သွင်းဖို့လိုပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီ paper ပုံမှာလည်းကျွန်တော်တို့ကထည့်သွင်းပေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာ HTML သုံးသည်ဖြစ်စေမသုံးသည်ဖြစ်စေကျွန်တော်တို့ဒီ paper တော့အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့ဒီ hard copy အနေနဲ့ကတော့အရင်ရေးကြည့်ရပြအကိန်းများဒီ HTML ကတခုခုဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ hard copy ကိုပဲကျွန်တော်တို့အားကိုးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ recording ကအင်မတန်ရေးကြည့်ပါတယ်ဒါပေမဲ့ HTML စီကျွန်တော်တို့ကိုလွယ်လွယ်ကူကူနဲ့ record လုပ်လို့ရအောင်ကျွန်တော်တို့ကဒီ AC ရဖန်တီးပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်ဒီ recording ကိုလည်းတေချာလုပ်ဖို့လိုပါတယ်နောက်ပြီးတော့အဲ့ဒီ HTML ထဲမှာ record ထည့်ပြီးတော့မှကျွန်တော်တို့ print out လုပ်လို့ရတဲ့ permission တွေလည်းရှိပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ paper နဲ့လက်နဲ့ရေးရတဲ့အချိန်တွေလည်းကျွန်တော်တို့ short ချလို့ရတယ်ပေါ့နော်နောက်ပြီး list gap page number and page number at performance level for math and English ဆိုတော့ကျွန်တော်တို့ gap ဖြစ်နေတဲ့ page number တွေကိုကျွန်တော်တို့အရင်ဦးဆုံးဒီ SPC မှာရေးရမှာဖြစ်တယ်ပြီးရင်သူ့ရဲ့ performance level ပေါ့နော် performance level ရောက်နေတဲ့ page number တွေကိုဒီ SPC ပေါ်မှာလည်းရေးရမှာဖြစ်တယ်ဒါ math နဲ့ English ပေါ့နော်အထူးတူပဲ science social study နဲ့word building အတွက်လည်းအဲ့လိုပဲပေါ့နော်ဆိုတော့ဒီ performance level ရောက်နေတဲ့ဟာဒါဒီမှာလည်း gap ဖြစ်နေတဲ့ဟာပေါ့နော်အတူတူပါပဲเนาะဆိုတော့ gap ဖြစ်နေတဲ့ဟာတွေကိုကျွန်တော်အရင်ရေးမယ်ပြီးလို့ရှိရင်တို့ performance level တကယ်ရောက်နေတဲ့ page number တွေကိုကျွန်တော်တို့ကရေးရမှာဖြစ်တယ်အဲ့ဒါကဘာနဲ့ရေးရမလဲဆိုလို့ကျွန်တော် pencil နဲ့ရေးရမှာဖြစ်ပါတယ်เนาะဆိုတော့ဒီ total 72 pages ပေါ့เนาะဆိုတော့ကျွန်တော်တို့တစ်နှစ်မှာ academic balance အနေနဲ့ကျွန်တော်တို့ဒီ72 pages ထားမှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့ကဒီ82အုပ်ပေါ့နော်82အုပ်စာကိုကျွန်တော်တို့ကခဲတံနဲ့ရေးရမှာဖြစ်ပါတယ်ခဲတံနဲ့ရေးရဘာဖြစ်လို့ခဲတံနဲ့ရေးရတယ်လဲဆိုတော့ကျွန်တော်အကယ်၍များအပြောင်းလဲပေါ့နော်လောက်ရတာမျိုးတော့เนาะကျွန်တော် ordering လောက်ရတဲ့အခါ cross out လောက်ရတဲ့အခါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖြည့်ရပြီးတော့လွှဲအောင်ပေါ့နော်ဆိုတော့ကျွန်တော် record မှတ်ထားတဲ့အခါမှာ SPC ပေါ်မှာလွယ်လွယ်ကူကူနဲ့ကျွန်တော် record လုပ်လို့ရအောင်လို့ကျွန်တော်ခဲတံနဲ့လောက်ရခြင်းဖြစ်တယ်အကယ်မှားပြီးပါသွားဆို correction နဲ့ပြန်လုပ်လို့ရှိရင် SPC ကညစ်ပတ်သွားမှာနော်အားကြောင့်မလို့ကျွန်တော်တို့ခဲတံနဲ့အရင် record လုပ်ထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုရင်တော့ဒီ ABC pretest ရဲ့ဒီ level 2 to above ပေါ့နော် diagnosis test အကြောင်းနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းသိသွားလောက်ပြီလို့တော့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ရဲ့ဒီ presentation ပေါ့ကျွန်တော်တင်ပြတဲ့ဒီ AC diagnosis test နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြတဲ့အကြောင်းအရာလို့ကျွန်တော်ဒီမှာပဲရှင်းပြခွင့်ပြုပါလို့အားလုံးမေတ္တာခံပါတယ်ဆိုတော့ AC နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့မျှဝေပေးပါမယ်နားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျ